တောအုပ်ကြီးတစ်ခုပဲမှာညာရန်ကောင်းနဲ့ခိုလူနဲ့ဘိုလူဆိုတဲ့ညညီကိုနှစ်ယောက်နေထိုင်နေဗျသူတို့ကသူတို့ညာကောင်းတာနဲ့ပတ်သက်ပြီးတော့လေအများနဲ့ခုံယူပြီးတော့ပြောဆိုနေလေရှိတယ်ဗျအဲ့တော့သူတို့ညီကိုနှစ်ယောက်ဟာတောအုပ်ကြီးကတရိษံတွေရဲ့ကက်ခဲကိုကူညီမဲဆိုပြီးထွက်လာလိုက်တာရေတွင်းကြီးတတွင်းရဲ့နားကိုရောက်သွားခဲ့တယ်ဗျရေတွင်းကြီးရဲ့နားကိုရောက်တော့အော်ဒါတစ်ခုကိုကြားလို့ငုံကြည့်လိုက်တော့ရေတွင်းထဲမှာပိတ်မိနေတဲ့မိချောင်းကြီးတစ်ကောင်ကိုတွေ့လိုက်တယ်မိချောင်းကြီးကသူတို့ညီကိုနှစ်ယောက်ကိုအကူအညီတောင်းတာကြောင့်သူတို့ညီကိုနှစ်ယောက်လည်းမိချောင်းကြီးကိုအပြင်ထုတ်ဖို့အတွက်စဉ်းစားရတော့တယ်ဗျအငယ်ကောင်ခိုလူကနေပြီးတော့တတချောင်းတစ်ချောင်းဟိုတာရေကန်ထဲကိုထည့်လိုက်မယ်ဆိုရင်အဲ့ဒီကနေတွေ့တက်ပြီးလာလို့ရတယ်လို့သူ့အကိုကိုကြံပြီးတယ်သူ့ကိုကတော့မဖြစ်နိုင်ဘူးဒီတတချောင်းအတေးရေကန်ကြီးကအနဲ့ကြီးကွာအမေအုံလုံးနဲ့စဉ်းစားပါအောင်ကွာစားထားတဲ့ငပြော်ကြီးတွေကကြီးရဖြစ်နေရလားကွာမင်းကလည်းသူတို့ညီကိုတွေကဆွေးနွေးနေတော့မှပဲအနောက်ကိုစင်ကြီးတစ်ကောင်ရောက်လာမိချောင်းကြီးကိုမကယ်ဘူးပြောတယ်မိချောင်းကြီးဆိုတာဒါစားတတ်တော့ပါကယ်ရီတူကိုလည်းကယ်ထုတ်ပေးလိုက်မယ်ဆိုရင်ဒီလိုထဲမှာရှိတဲ့တိရစ္ဆာန်တွေအတွက်မတွေ့ရစရာပဲဒီမိချောင်းကြီးကမင်းတို့မွေးခင်ကလေးကရှိနေတာအဲ့ဒီမိချောင်းကြီးကြောင့်ငါတို့တွေတော်တော်ဒုက္ခရောက်ခဲ့ဘူးတယ်အဲ့ဒါကြောင့်ဒီကောင်ကိုပြစ်ဒဏ်ပေးထားတာလို့ပြောပြီးစင်ဖိုးကြီးကထွက်သွားတယ်ဒါပေမဲ့လည်းတို့ညံကောင်းကြောင်းကိုပြချင်နေတဲ့ညီကိုနှစ်ယောက်ကတော့မိချောင်းကြီးစီကိုတို့ယူလာတဲ့တတကြောင်းကိုချပေးတယ်ဒီခါမှာတော့အကိုကြီးဖြစ်တဲ့ဘိုလူဟာသူ့ရဲ့ညံနေညံနဲ့ကိုဒီချရာလေးထုတ်နေတယ်ခဏကြာမှာတော့ကျိုးတစ်ချောင်းနဲ့ရေရွှဲနဲ့ကိုဆင်းဆယ်မယ်ဆိုရင်ရနိုင်မယ်ဆိုတာကိုသိရတယ်ဒီလိုနဲ့မြောင်းနှကောင်ဟာတို့နှစ်ယောက်ရဲ့ညံနေညံနဲ့တတကွာတကောင်ကိုကဲတော့မှဖြစ်တာကြောင့်အလုံးကိုပြောနေဒီချိန်မှာအရွယ်ဦးနဲ့စိတ်မဲတဲ့ကောင်ရောက်လာပြီးတော့မတူတို့ရဲ့ DNA ကောင်ကြီးမကဲပါနဲ့ DNA ကောင်ကြီးကငါမွေးထားတဲ့သားလေးတွေသမီးလေးတွေကိုစားတော့တာနောက်ပြီးတော့တိုးရတဲ့တိရစ္ဆာန်တော်တော်များများကိုလည်းစားတော့သွားရည်ဒါကြောင့်ငါတို့ရဲ့အကုန်စုပေါင်းပြီးတော့ DNA ကောင်ကြီးကိုရေတွင်းထဲကိုထည့်လိုက်တာအဲ့ဒီချိန်တော့ကမင်းတို့ပြေတောင်ကူကြီးရဲ့ထဲမှာပါတည်းဒါပေမဲ့လည်းမြောင်းနှကောင်ဟာမိချောင်းရဲ့တက်ကိုရအောင်ခဲ့မဲ့တိတ်တချိန်တော့ကသူဟာရန်ဆုပ်ခဲ့တဲ့တူကြီးဖြစ်မဲ့ဆိုရင်တော့မှအခုချိန်မှာအတီးတရရနေပြီကျွန်တော်တို့တတဝါချင်းစာနာတဲ့နေစိတ်မိကြီးကလည်းဘလို့မှပြောလို့မရတဲ့ဆုံးညှို့ငယ်စော်နေပဲထွက်သွားတယ်ဒါပေမဲ့လည်းလက်တော့မှာဒီမြောက်ကလေးတွေကအုံနှောင်ညာကောင်းတယ်အခုတော့သူတို့ရဲ့စေနာနဲ့အုံနှောင်ညာကြောင့်ပဲဒုက္ခရောက်တော့မယ်သူတို့ကငါတို့ပြောမှခင်ပါပါဆိုပြီးတော့နောက်တစ်ခေါက်ပြန်သွားတယ်ဒါပေမဲ့လည်းမြောင်းနှကောင်ဟာဘလို့မှလက်မခံပဲစိတ်မကြီးရဲ့စကားကိုလက်လွတ်ရှိလိုက်တယ်စိတ်မကြီးကစေနာနဲ့အကဲရတာဒီမိချောင်းကြီးကိုကဲမယ်ဆိုရင်မင်းတို့တက်တီတောင်နေတော့နိုင်တယ်လို့ပြောတယ်အဲဒီချိန်မှာတော့မြောက်ကလေးကစိတ်တူပြီးတော့ဘာဗျကျွန်တော်တို့ကစေနာနဲ့လုပ်ပြီးမှသူကကျွန်တော်တို့တက်เสียလားဗျကျေးဇူးတော်တင်အောင်ပါဆိုပြီးတော့စိတ်မကြီးရဲ့ဘာကိုဖြန်းကနေရိုက်လိုက်တယ်ဒီချိန်မှာတော့စိတ်မကြီးလည်းသူ့စေနာကိုစေနာလုပ်မမြင်တဲ့မြောက်ကလေးနှစ်ကောင်ကိုထားခဲ့ပြီးတော့ထွက်သွားတယ်ငါတို့ကောင်းကောင်းကြီးတော့ရလိမ့်မယ်လို့လည်းပြောသွားတယ်လူဘာရဲ့တက်ကိုခက်ချင်တဲ့မြောက်ကလေးပိုလူလေးကတော့ရေကိုဆင်းသွားပြီးတော့မိယောင်ကြီးရဲ့ခန္ဓာကိုကျိုးနဲ့ချိလိုက်တယ်ပြီးတဲ့အခါမှာတော့ရေရွံ့မို့သူဆင်းလာတဲ့ကျိုးတိုင်းပြန်တက်သွားတယ်ပြီးတဲ့အခါမှာတော့ညီကိုနှစ်ယောက်ဟာရှိသမျှနဲ့မိယောင်ကြီးကိုကုန်းပေါ်မရောက်အောင်ဆွဲတင်လိုက်တယ်လူနဲ့ပဲအာရှိပါစီဆွဲတင်လိုက်တဲ့အခါမှာတော့မိယောင်ကြီးကကုန်းပေါ်ရောက်လာကုန်းပေါ်ရောက်လာမိယောင်ကြီးလည်းအစားတစ်ခါမှမစားရတဲ့အကြောင်းရင်ပြီးတော့သူတို့နှစ်ယောက်ကိုကြည့်နေတယ်ညံကောင်းတယ်လို့သူတို့ကိုယ်တို့ခံယူထားတဲ့မြောင်းနှကောင်ကတော့တယောက်နဲ့တယောက်ဘယ်သူကပို့ပြီးညံကောင်းနေဆိုညံခုန်နေကြတယ်တယောက်ကလည်းသူချပေးတဲ့တတချောင်းချောင်းတာအသက်ရှင်နေလို့ပြောတယ်နောက်တစ်ယောက်ကလည်းသူလှုပ်ပေးတဲ့ကြိုးချောင်းပဲအသက်ရှင်နေလို့ပြောတယ်လို့နဲ့သူတို့နှစ်ယောက်ညံခုန်နေမှာပဲအမောပြေတော့တဲ့ကြီးဟာမြောင်းငယ်ကောင်ကိုစားပြလိုက်တယ်အဲဒီချိန်မှာတော့မြောက်ကြီးလည်းအရန်ကြားဖြစ်ပြီးတော့ထွက်ပြေးရတာပေါ့ဒီချိန်ကျမှပဲသူ့ကိုမကယ်ဘူးပြောတယ်စိတ်မကြီးနဲ့စင်ကြီးရဲ့စကားကိုပြန်ပြီးတော့နားထဲမှာကြားအောင်လာတယ်ဒါပေမဲ့လည်းအချိန်မမီတော့ဘူးပေါ့ဒါပေမဲ့လည်းနောက်မှရတဲ့နောက်တာဘာမှတော့မဝင်တော့ဆိုပြီးတော့ကြောလန်းနဲ့ပြင်းနေတယ်ဒီချိန်မှာပဲတဖက်မဲ့တပင်ကိုတွေ့ရတယ်အဲ့တဖက်မဲ့ဘောကိုခုန်တက်လိုက်တယ်ဒီချိန်မှာတော့မြောက်ကလေးပူလူကန်ကောင်းလာပါတယ်မြောက်ကလေးပူလူကတော့တဖက်မဲ့ဘောကနေပြီးတော့စေနာနဲ့မတန်တဲ့မိချောင်းကြီးငါကတော့ကိုယ်စေနာမှန်လို့အသက်ပေးရနေလွတ်သွားပြီကွာဟာဟာဟာအဲ့လိုမျိုးမိချောင်းကြီးကိုမခံချင်အောင်ပြောပြီးတော့သူကတဖက်လေးကိုစားနေနေပဲအချိန်ကုန်နေခဲ့တယ်ဒီလိုနဲ့ရက်တွေအများကြီးကြာလာတဲ့ခါမှာတော့အပင်ရောက်ကိုငုံကြည့်လိုက်တော့မိချောင်းကြီးရရှိနေတယ်ဒါကြောင့်ပဲမိချောင်းကြီးတေးပြီးလည်းမတေးဘူးလားဆိုတာသိရအောင်လို့မလို့တဖက်လေးနဲ့ပြစ်လိုက်တယ်ဒါပေမဲ့လည်းအောက်ကမိချောင်းကြီးကတော့ထိုးတော့မှမလုပ်တာကြောင့်တကယ်တစ်ချမ်းချိုးပြီးတော့မိချောင်းကြီးကိုပြစ်လိုက်တယ်ဒါပေမဲ့လည်းမိချောင်းကြီးကတော့ဘာမှကိုပြန်မလုပ်ပါဘူးဒီနေ့ရဲ့ပုံစံတိုင်းပဲရှိနေတာပဲဖြစ်ပါတယ်အဲဒီချိန်မှာတော့ညံကောင်းတဲ့ဘိုလူလေးကတော့တူတကယ်တီမတီဆိုတာသိရအောင်လို့မလို့အနားမှာပြန်လာတဲ့ငှက်ကိုကူညီတောင်းတယ်ငှက်ကလည်းကူညီမဲဆိုပြီးတော့သူ့မှာရှိတဲ့အားအကုန်တုံးပြီးတော့မိချောင်းကြီးကိုထိုးစေလိုက်တယ်မိချောင်းကြီးကတော့နာကျင်မပြပဲအေးအေးဆေးဆေးပဲအဒီကောင်တစ်ကောင်လုံးရှိနေတာပဲဖြစ်ပါတယ်ဒီချိန်မှာတော့မြောက်ကလေးဘိုလူလေးစဉ်းစားရကြတော့တာပေါ့ဘလို့ပဲဖြစ်ဖြစ်နီလန်တုံးကလုံးနဲ့အဖြေရှာပြီးရကြောင်းမြောက်ကလေးဘိုလူလေးမိချောင်းကြီးတေးပြီးမှတ်နဲ့အောက်ဆင်ပြီးလမ်းလျှောက်နေအောင်ပါပဲနောက်ကမိချောင်းကြီးကလိုက်လာအခုချိန်မှာတော့ဘလို့မှမလွတ်နိုင်တော့ပဲမြောက်ကလေးဘိုလူလေးမိချောင်းစာဖြစ်တော့ပါတော့တယ်ပုံမြင်လေးကတော့ဒီမှာပဲဆုံးတတ်တော့ပါပြီစိတ်ပိုင်းနဲ့စင်ကြီးကတော့ညာကောင်းတဲ့မြောက်ကလေးနှစ်ကောင်ဆုံးရှုံးရတဲ့အတွက်ဝမ်းနဲ့နေခဲ့ကြပါတော့တယ်ဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့လည်းမိမိရဲ့ညာကောင်းခြင်းကိုတလွဲ့နေရာမှာတော့မချဘူးအကြံပြုရင်ဗီဒီယိုလေးကိုဆုံးတက်လိုက်ပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်